ဦးစင်းကအဲ့မှာကတဲ့ပထမကျိုးနဲ့ဒုတိယပြိုတဲ့အချိန်မှာဦးစင်းချင်းနဲ့ကတဲ့ပေါ်တတ်မှာနော်အဲ့ပေါ်တတ်မှာကတဲ့အောက်ကိုဝင်လိုက်တာကတဲ့အောက်ကိုဝင်လိုက်တော့အပေါ်ကအသားပြားတွေကကန့်လန့်ပြတ်တွေတင်တော့အုတ်ခဲတွေပါတွေကဦးစင်းပုံမကြတော့ပဲနဲ့အောက်ကိုကြကုန်ကြတော့အဲ့ဒါဦးစင်းကလွတ်တာတချို့လူတွေကတော့ကြောက်လန့်ပြီးပြေးတော့အုတ်ခဲတွေကမှန်ပြီးတော့တင်ကြတာအေးရောက်ပြီအဲ့ဖို့ကတော့အခုလက်တလောကတော့အဲ့မြေကြီးပေါ်ပါပဲဖျားခိအိတ်ကြတာပဲခြေနှောင်ရှိတဲ့လူကတော့ခြေနှောင်ထောင်ကြပေါ့ခြေနှောင်မရှိတဲ့လူကတော့တိုင်းပဲအိတ်အဲ့လိုအမတ်ပုံThis isn't a country that already was experiencing a humanitarian catastrophe because of an ongoing civil conflict, a civil war that has been raging now for 4 years. WFP is on the ground. We have been for many years. We're now scaling up our operations to do emergency food distributions and also to provide emergency logistics and IT for the broader humanitarian response. It's essential that we get the levels of funding. We then need the access, and only then we will be able to have the impact that's required. Jelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.